妈的钱看我那么土比他阿边我，啥不会个，什么嘛那把刀改呢别弄别把的，那么土阿没弄，这个那么土改弄，偏偏土出来着没，这弄慢慢担心，这弄不如可比比我们那边。 မင်္ဂလာပါရှင်ဒီဂျစ်တယ်ပွဲတော်ကကြိုဆိုပါရယ်ကျမယွန်းယွန်းပါဒီနေ့ဘာတွေပွဲဖြစ်နေလဲဘသူတွေဘာပြောနေကြလဲဆိုတာကိုသိရအောင်ကျမနဲ့အတူလိုက်ကြည့်လိုက်ရအောင်နော်推理线的，不会，啊，比人们多了。俺那家伙那么偷看的，比那上头。ပထမတစ်ချိန်ခံကိုလက်မှတ်ထိုးပြီးသားအပြင်ကိုဇက်အဖွဲ့ကစင်ပေါ်မှာနှစ်ပါးသောကာရင်နဲ့ပြတ်တုံးပြတ်ပါတယ်လက်မှတ်ထိုးရမယ်နော်ဒီကလက်မှတ်ထိုးခိုင်းရင်တော့ဖင်းနဲ့ထိုးထည့်လိုက်တော့မယ်လောင်စရာပြောင်းစရာမဟုတ်ပါဘူးကျွန်တော်ပြောအစီအုံကြီးတစ်ခုလုံးငွေစင်းကျွန်တော်စစ်ဆေးခံနိုင်ပါတယ်ဆိုတာတဲ့အပြင်ဘာများရှိအောင်လဲဗျာနောက်တစ်ခုကမတန်ဆွမ်းကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဇက်မှာကပြထားတဲ့လူရှင်တော်ရွှေခေါ်တို့ကပြထားတဲ့ဟာလေးနဲ့ highlight လုပ်တာလေးကိုတော့တွေ့ရပါတယ်ကျွန်တော်လွန်ခဲ့သောစနစ်နီးပါးကရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌနဲ့တော်ဝင်နှင်းစီမှာဒီကိစ္စခေါ်ပြီးပြပြီးတော့ပြောလို့ဝင်ချတောင်းပန်ပြီးတော့နောက်မပြုတ်လို့တော့ပါဘူးဆိုပြီးတော့ဂတိပေးခဲ့တာနေဒီနေ့ဒီအဲ့ဟာတာတခန့်ရက်ကိုကျွန်တော်ခုံပေါ်မှာမကခဲ့ပါမကသို့တော့ဒီဟာရေးယူရင်ကျွန်တော်ကရေးယူဆိုတဲ့ပုံစံမျိုးနဲ့တွဲပြီးတော့ဒီနေရာနေကျွန်တော်ပြောပြရစီကျွန်တော်ဆက်ဖြိုးပြီးတင်ဆက်မှုတို့မို့ကျွန်တော်ရဲ့လုပ်ငန်းဆောင်တာကိစ္စရဲ့များဟာစီမင်းစည်းကမ်းဥပဒေနဲ့မညီဘူးကျွန်တော်ရေးယူလို့ရပါတယ်ကျွန်တော်အရှင်းသိမှာအဲ့ခါတော့ခေါ်ပြောပြီးကြတဲ့10နှစ်လောက်တော့ရှိတော့ပါဥပဒေတာဝန်ယူကားစားလောက်ကဝင်ချတောင်းသူနဲ့ပြောအစင်ပြေနေနေဟုတ်နောက်မဖြစ်စီရဘူးဆရာကျွန်တော်လည်းသိမသိလို့ပါအဲ့တော့ဥပဒေကအတီးပြုတ်လည်းမပြုတ်အဲ့လိုမျိုးဖြစ်နေတဲ့ကာလမလို့ထင်ပါရဲ့အခုဖောင်ဒေးရှင်းနေနေတော့လည်းကောင်းမတန်ဆွမ်းမိသားစုများကအနေတော်လည်းကောင်းတခြားသူများတော့လည်းကောင်းကျွန်တော်ဖြိုပြီးတင်ဆက်မှုနဲ့ပတ်သက်လို့အေးယူဆောင်ရွက်မယ်ဆိုကြီးပြူလိုက်နာဆောင်ရွက်နာခံဖို့ကျွန်တော်အနေနဲ့ဒီကိစ္စတစ်ခုတည်းမှမဟုတ်ပါဘူးအသင့်ရှိပါတယ်အဲ့အသင့်ရှိကြောင်းလေဒီပြဿနာတွေစဖြစ်ပြီးကလေးကကျွန်တော်အကြောင်းကြားထားပြီးဖြစ်ပါတယ်ပြောခိုင်းထားပြီးဖြစ်ပါတယ်ကျွန်တော်မချမ်းပါနဲ့တကယ်လို့ဆောင်ရွက်မယ်ဆိုကျွန်တော်လည်းအဆင်သင့်ရှိပါတယ်ကျွန်တော်မှအပြည့်ရှိရတယ်ရေးယူပါဘိုးတပည့်ရဲ့ Messenger မှာဒီအနဲ့ပတ်သက်ပြီးဆောင်ရွက်ပြီးပါကျွန်တော်ပြန်ကြားရင်မှလည်းကျွန်တော်တင်ပြဟုတ်ပါကဲဒါဆိုရင်တော့ဒါပေမဲ့ကျွန်တော်စာထုတ်ဖို့အများကြီးစဉ်းစားပါစာမထုတ်ပြန်ရင်လည်းဒီလိုဖြစ်စဉ်မျိုးဟာအားလုံးလည်းသိနေတာပဲဗျာတခုဖြစ်ပြီးဆိုရင်ဒါမေးမြန်းပြီးတော့တွေးဆုံဒါမှမဟုတ်ခေါ်ပြီးတော့ဒါမေးပြီးတော့မှဖြေရှင်းရတဲ့ကိစ္စရမျိုးတွေကလည်းများပါတယ်ကျွန်တော်စိုးရိမ်ပါအတိုင်းမီကဲတို့တပင်ကပဲအရင်ဆောင်ရွက်ကြရအောင်ဆိုပြီးတော့အဲ့ဒီညချက်လေးကိုဖတ်ကြည့်ပါအဖွဲ့နာမည်မထည့်ထားပါဘူးဘယ်သူဘယ်ဝါရဲ့ဇက်လို့ကျွန်တော်မထည့်ထားပါဘူးစုံစမ်းစီစစ်ဆောင်ရွက်မယ်လို့ပဲရေးထားပါတယ်အရေးယူမယ်လို့တခွန်းမှမပါပါဘူးညချက်ကိုဖတ်ကြည့်စုံစမ်းစီစစ်ဆောင်ရွက်မယ်လို့ပဲပါပါတယ်အရေးယူမယ်လို့မပါပါဘူးဘာမှမမေးရသေးမမြသေးလိုင်းပေါ်တင်တာလေးနဲ့တယ်ဟုတ်ပါဘူးပြီးပါမယ်ဟုတ်ကဲ့အဲ့ဒီညမှာပဲတာဝန်ရှိတဲ့သူများကကျွန်တော်တပင်ချံကိုလည်းလာပါတယ်တပင်စည်းရုံးကိုလာပါတယ်၎င်းဆက်အဖွဲ့ရှိတဲ့မင်းသားရှိတဲ့နေရာကိုလည်းသွားတယ်လို့ပြောပါတယ်သိရပါတယ်နောက်တနေ့နာဂိုင်းများနဲ့အစည်းအဝေးလုပ်ပါတယ်၎င်းတာဝန်ရှိတဲ့သူများလည်းစောင့်ပါတယ်ကျွန်တော်ဘယ်လိုဆုံးဖြတ်တယ်လဲဘယ်လိုလဲဆိုတော့သူတို့မှတ်တမ်းယူပါတယ်အဲ့မှာနာဂိုင်းများကကျွန်တော်မှအစည်းအဝေးမှတ်တမ်းရှိပါတယ်ရေးယူရင်တင်ပါတယ်ဒါဒီလိုဖြစ်ပါတယ်ဆိုတော့တော်တော်များများကအမှတ်တမ်းရှိပါတယ်ဟုတ်တယ်ဒါကတော့ကလေးစင်မမာဒီလိုမျိုးကိစ္စကတော့မတင်တော့ဘူးဆိုတာဒါပေမဲ့အစည်းအဝေးအားလုံးပြီးတဲ့အချိန်မှာကျွန်တော်ကsorry ကတော့အစည်းအဝေးမစခင်ဘာစကားမှမပြောရသေးခင်မှာကျွန်တော်နိုင်ကအိမ်များပြောတဲ့စကားတစ်လုံးရှိတယ်နိုင်ကအိမ်များခင်ဗျာပြုလုပ်တဲ့အစည်းအဝေးဒီဟာတွေ
တရားဆွဲဆိုရင်လုံးဝမဟုတ်ပါဘူးခင်ဗျာတပင်အစည်းအဝေးကလုံးဝတရားမဆွဲပါဘူးခင်ဗျာလို့ပြောပြီးမှအစည်းအဝေးကိုစပါရှင်းအောင်ဒါတရားဆွဲဖို့မဟုတ်ဘူးနော်နိုင်ကိုင်းများခင်ဗျာတရားဆွဲဖို့ပေါ့တပင်အစည်းအဝေးလုံးဝတရားဆွဲတဲ့ပုံစံမဟုတ်ပါဘူးမလုပ်ပါဘူးခင်ဗျာအဲ့တော့အရင်ဦးဆုံးပြောပြီးမှအစည်းအဝေးလုပ်ပါအဲ့တော့တရားတော့မဆွဲဘူးဟုတ်တယ်ဒါပေမဲ့ဒီစင်ပေါ်မှာဒီလိုဖြစ်တာတို့လည်းမမြင်ဘူးကွာမသိတော့ဘူးကွာစသည်ဖြင့်ပေါ့ဒါပေမဲ့အနည်းချုပ်ကအားလုံးလည်းပြီးတော့ရောကျွန်တော်ကပြန်ပြီးတော့ကျွန်တော်ပဲပြန်တင်ပြတာပါဟိုဒီမှာပဲခံဝင်ကလေးနဲ့တတိပေးလိုက်တယ်ဆိုရင်အဲ့လိုလေးမကောင်းဘူးလားခင်ဗျာလို့ကျွန်တော်နာကိုင်းနဲ့ကိုပြန်ပြီးတင်ပြပါတယ်အဲ့ချိန်မှာကျွန်တော်ရဲ့တွဲဘက်တွဲမှုနဲ့ဦးတီရီမောင်မောင်ကဥက္ကရာဒါနည်းနည်းလေးတော့လည်းဟောဖြစ်တယ်ဒါမှမဟုတ်လည်းဒီလိုဖြစ်ရမျိုးရှုံးချတယ်လို့ထည့်မလားထည့်တင်တယ်ပြောတယ်နာကိုင်းဦးချမ်းသာစိတ်မကောင်းဖြစ်သွားပါလိမ့်မယ်တော့ကြာတာဥက္ကဋ္ဌလေးပေါ်မှာလေတမျိုးမြင်နိုင်ပါလေရှုံးချတာလေးဖြတ်လိုက်ကြရအောင်ဟာကောင်းတာပေါ့โอเคဖြတ်လာအဲ့ထုတ်ပြန်တဲ့စာအတိုင်းနဲ့ကျွန်တော်ထုတ်ပြန်ပါဝန်ခံကြရယူလိုက်ပါအဲ့မှာလဲပါပါတယ်နောက်ဒီလိုမဖြစ်ဘူးလေတီစဲဥတွေစတဲ့တပင်းစီကစီမီစီကမ်းမြောက်လိုက်နာပြီးတော့ဆောင်ရွက်ပါမယ်ဖောက်ပြတယ်ဆိုရင်တပင်းစီရုံးရဲ့စီမီစီကနေအေးအေးဆောင်ရွက်ခြင်းကိုကြည်ပြီးစွာလက်ခံပါမယ်ဘာညာအဲ့ဒါကိုကျွန်တော်တို့ကမှတ်တမ်းယူလိုက်ပြီးတော့ဤကဲ့သို့ဆောင်ရွက်ပြည်စည်းကြောင်းပြည်တော်စုဝင်ကျွန်တော်ရဲ့ Focal Ministry ကသာသနာ့ရေးကြီးမှုဌာနဖြစ်တဲ့ဝန်ကြီးစီကိုကျွန်တော်တို့ကဒီလိုဆောင်ရွက်ပြီးပါပြီလို့တင်ပေးလိုက်ပါတယ်စာရီလည်းမှတ်တမ်းရှိတယ်အဲ့ဒီအခါမှာသာသနာ့ရေးကြီးမှုဝန်ကြီးဌာနစီကိုဇက်အဖွဲ့ကလည်းပဲဟိုအတနာခံကတင်တာပြောပါတယ်ရည်ညွှန်းချက်တွေမှာပါလာပါတယ်အဲ့တော့တပင်းစည်းရဲ့ဆောင်ရွက်ပြီးသောကိစ္စရများနဲ့နောက်ကာယကံရှင်ဇက်ဖွဲ့ရဲ့အတနာခံစာအရာတင်ပြစာအရာနောက်တစ်ကြိမ်ကျူးလွန်ရင်အေးအေးယူပါလို့ပြည်တော်စုဝင်ကြီးကမှတ်ချက်ပေးကျွန်တော်တို့မှာစာရှိထပ်မံဖြစ်ပွားပါကနောက်တစ်ကြိမ်၎င်းဆက်အဖွဲ့ထပ်မံဖြစ်ပွားလာပါကအေးအေးယူပါလို့စာအမှတ်366မြင်းဆောင်ခါခွေးတက်9မြင်းဆောင်2325 2326 2026ဇန်နဝါရီလ30ရက်နေ့ကပြန်ပြီးအကြောင်းကြားပါအဲ့ချိန်မှာကျွန်တော်တို့ကလည်းပြီးပြီးလေးလေးပြီးသွားပြီဆိုတဲ့အတွက်တပင်းအစည်းအဝေးကဘာမှထပ်ပြောရန်လဲမရှိတော့ဘူးကျွန်တော်တို့ကဟိုဝမ်းသာတယ်တို့ခံဝင်နေပြီးသွားတဲ့တပင်းအစည်းအဝေးဆောင်းရွက်ပြလိုက်တာလို့အဆင်ပြေသွားတယ်အဲ့တုန်းကမင်းသားမန်နေဂျာစသဖြင့်ပြောလိုက်ဒီဟာနဲ့ပတ်သက်လို့စင်ပေါ်မှာဘာမှမပြောမိတော့နဲ့နော်မပြောကြတော့နဲ့အတိအကျအောင်ဆောင်လိုက်ပါတမျိုးဖြစ်သွားလိမ့်မယ်စတာနောက်တာပြက်လို့ဘာမှမလုပ်နဲ့နော်တတိုင်းလေးပဲထားလိုက်တော့ပြန်အစမဖော်တော့နဲ့လို့ကျွန်တော်မှားလိုက်ပါတယ်နာဂိုင်းကလည်းမိုက်တယ်နဲ့တယောက်ပြီးတယောက်ဆုံးမပါလေခင်ဗျာပြီးတော့အဲ့ချိန်မှာမြန်မာနိုင်ငံရှင်မနာဖောင်ဒေးရှင်းကျွန်တော်လိမ့်မှုပြီးတော့မတန်ဆွမ်းကိစ္စနဲ့ပတ်သက်ပြီးရေးယူဆောင်ရွက်ပြီးပါတရားဝင်ပြန်လည်တောင်းပန်ရတဲ့ရေးယူဒါပေါ့နော်မှန်ဖြစ်ပွားရင်အရေးယူပါလို့မှတ်ချက်လည်းရှိပြီးသားပါဒီစာကိုအကြောင်းပြုပြီးတိုင်တန်းတာဖြစ်လာမှုတည်ပြီးတော့တပင်းအစည်းအဝေးကတပင်းရဲ့စီမင်းစည်းကမ်းနဲ့ညီအရေးယူဆောင်ရွက်ခြင်းဥပဒေနဲ့ညီဆောင်ရွက်ခြင်းများကိုပြုလုပ်ရတော့မယ့်အနေအထားဖြစ်ဒါပေမဲ့အဲ့ဒီလေးဖြတ်ပြီးတော့တမျိုးဖြစ်မှာဆိုလို့ကျွန်တော်တို့စဉ်းစားပါတယ်အခုလိုမျိုးတွေထင်မှားအမြင်မှားတွေမျက်နှာမှုတွေဖြစ်မှာဆိုတာကြောင့်တိုင်မြင်လိုက်ပြီးခဲ့ကျွန်တော်တို့အချင်းချင်းလည်းမထုတ်တော့ဘူးရေးရွာလည်းမကောင်းဘူးသို့တော့လူကြီးတော့တင်ပါတော့မှတ်ချက်ပြုတ်ထားတာအရေးယူပါလို့ညွန်ကြားစာလေးလည်းရှိနေပါရဲ့နဲ့ကျွန်တော်တို့ကဘာမှလည်းမဆောင်ရဘူးအရေးမယူဘူးဆိုကျွန်တော်တို့ကဒီအဖွဲ့အစည်းကဟိုပေးထားတဲ့ပေးအပ်တဲ့တာဝန်မကြည့်မပွန်ဖြစ်မှာအနာဂိုင်းနဲ့ခွင့်ပြုခြင်းနဲ့အညီမိကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်ကိုလမ်းညွှန်မှုခံယူပါတယ်လို့ကျွန်တော်တို့ကဝိညာဉ်ဌာနကစာတင်ပေးလိုက်တာခင်ဗျာ
စာတင်ပြလိုက်တာတုံညတယ်လီမြင်းဆောင်တဘာဆာရစီမံ2326 2026ဖေဖော်ဝါရီလ20ရက်နေ့က19ရက်နေ့ကဟိုအတိုင်းနဲ့20ရက်နေ့မှာကျွန်တော်တို့ကအဲ့စာကိုတင်ပေးလိုက်တာဘာလို့တင်ရလဲဆိုတော့တိုင်နဲ့ရွှေမင်းသားဖောင်ဒေးရှင်းဟာမိတူပေးထားတာပြန်ကြားရေးဝန်ကြီးဌာနလူကေပြန်ဝန်ကြီးဌာနအဲ့လိုတွေပါတယ်ခင်ဗျပါတော့ကျွန်တော်တို့ကဒီဝန်ကြီးဌာနတစ်ခုတည်းနဲ့သွားလို့မရဘဲနဲ့ဆိုတော့တင်ပေးလိုက်တယ်တင်ပေးလိုက်ပြီးတော့စာပြန်ကြမလာသေးခင်မှာကိုအစည်းအဝေးလုပ်ပါတယ်ခြားကိစ္စတွေလည်းလုပ်ပါတယ်အဲ့တော့ဝန်ကြီးဌာနစီကဆုံးဖြတ်ချက်ပေါ်မူတည်ပြီးတော့မှဘာဆက်လုပ်ကြမလဲဘာဆက်ပြီးလုပ်ပေးရမလဲလုပ်ကြမလဲတိုင်ပင်ကြရအောင်ဆိုပြီးစာမထွက်ခင်အချိန်ထိကျွန်တော်တို့အစည်းအဝေးလုပ်ပါတွေ့ဆုံပါတယ်အဒီယာနဲ့ပတ်သက်တဲ့စာရောက်လာခဲ့ပါတယ်ရောက်လာခဲ့တဲ့အခါမှာပွဲရလည်းကစာလည်းကျွန်တော်စီရောက်နေဒီစာကိုပြန်ပြီးတော့သူတို့အကြောင်းမကြားပဲထားတဲ့ကာလတစ်ခုမှာမတော်တဆများအခြားပြဿနာတစ်ခုတစ်စုံတစ်ရာတစ်ခုထပ်ဖြစ်ခဲ့သည်ရှိတော့ညွှန်ကြားထားပြီးသားစာရှိပါရဲ့နဲ့ကျွန်တော်တို့ကဒီအကြောင်းမကြားဘူးဆိုရင်အဲ့ဂျားကာလကိုကျွန်တော်တို့ကတကယ်အစည်းအဝေးတာဝန်ယူပြီးဖြည့်ရှင်းရမယ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒါဒီကအစည်းအဝေးပါပဲနာဂာကြီးများနဲ့အစည်းအဝေးရပဲကျွန်တော်အဲ့စာထွက်တာတော့မှကျွန်တော်လက်တစ်ချိန်လုံးကြီးကျွန်တော်ပြောနာမဟုတ်နာဂာကြီးများစာဖတ်ပါအောင်ပြင်ပါအောင်ခင်ဗျဒါလေးဘယ်လိုလုပ်ကြမလဲဒီစာရပါတယ်ခင်ဗျဆိုပြီးတော့ပို့ပေးလိုက်တာဖြစ်တယ် Smart Corner Mobile, 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 ရောင်းဝယ်လက်ထပ်ပြုပြင်ဆုံးရအဲ့စာတွေကနေသွားပြီးပေးလိုက်တယ်ခင်ဗျပေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ကလည်းဂျားကာလာမှာပွဲလဲကနေတာဆိုတော့အစင်ပေါ်မှာနောက်တစ်ခုထပ်ပြင်တာဘယ်ရက်ကလဲဘယ်နေရာလဲဆိုတာဖြစ်ရင်ဒီမှာညွှန်ကြားထားတယ်လေခင်ဗျားတို့တပင်းအစည်းအဝေးကဆိုတွေကဖြစ်မှာဆိုနာဂာကြီးများလည်းစိတ်ကျွန်တော်လည်းစိတ်ပူတယ်။ဘာကြောင့်လဲဆိုပြဿနာအရင်ရှိရလဲရှိထားတယ်ခုလည်းဖြစ်တယ်။မှားခြင်းမှန်ခြင်းကိုမသုံးတတ်ပါဘူးခင်ဗျ။မှားတယ်လို့လည်းမပြောပါဘူး။သို့တော့တိုင်နေတာတွေကတော့ဒီမှာဖြစ်နေတာတွေကတော့အမှန်ပါပဲ။အဲ့စာပို့တဲ့ချိန်မှာကျွန်တော်ငငယ်လေးတွေကကျွန်တော်အခမ်းအနားမှာထားပြီးကျွန်တော်ရင်ဝင်နဲ့ထားပြီးတင်ပေးခဲ့တဲ့တပည့်လေးတယောက်ရှိကိုဝေစင်လို့ခေါ်သူကလက်ရှိဇက်ဖွဲ့အဲ့မှာနေတာဖုံးဆက်လာအကိုတဲ့စာရောက်ပြီးကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဒီညကျွန်တော်ကလို့မရတော့ဘောတဲ့ညီလေးလို့ဝေစင်ဟဲ့ကစားရှိတာကပြဿနာမတက်စီတို့ကစာထွက်ပြီးပါရဲ့နဲ့ကတယ်ဆိုပြီးလိုက်ပြီးပြဿနာရှာမဲ့တိုင်မဲ့အဖွဲ့အစည်းမဟုတ်ငါတို့အဲ့လိုကိစ္စလုံးဝမလုပ်ဘူးမရှိဘူးတတိလေးထားပြီးတော့ထိလေးလေးတော့ကလိုက်တို့ကတော့ညွန်ကြားလာတဲ့စာအတိုင်းပဲပြန်ပို့ပြီးတာကျွန်တော်အဲ့ပြောတဲ့9နာရီနဲ့45မိနစ်မှာဟိုပေါ့နော်သူခေါ်တာကဘာလို့ကျွန်တော်အဲ့လောက်ဒီ9နာရီ45မှာကျွန်တော်စီ miss call ပေါ်တယ် miss call ပေါ်တော့ကျွန်တော်ကပြန်ပြီးတော့ပြောလိုက်တာ9နာရီနဲ့50ခေါ်3မိနစ်ကြာမှ miss call တွေ့လို့ကျွန်တော်ချက်ချင်းပြန်ခေါ်လိုက်ပါဒီနားတော့မပြောဘဲနဲ့ဖုန်းလေးယူပြီးထဲမှာဆိုညီမင်းတို့ငါညီတို့ကားစားရှိတာကားလိုက်ပါသူကအဲ့ဒါကိုပြဿနာရှာမှာမဟုတ်မင်းတို့ပြိတ္တတွေရောဘာတွေရောပြဿနာရှိတယ်ခက်ခဲရှိတယ်ငါတို့ကဘာမှမပြောဘူးဒါပေမဲ့စာကတော့ဒီကပို့တယ်မစာပြန်ပို့ပေးထားတာဖြစ်တယ်အကူရတဲ့ပြဿနာတက်နေပါလိမ့်မယ်မကမှုမတိုင်နေလိုက်ပါအောင်ကွာကပါငါအားနာတယ်အဲ့မတိုင်ငယ်မှာစာထွက်သွားပို့တဲ့အချိန်မှာတော့မှကျွန်တော်မှဥကျော်ဝင်းမောင်အဲ့တော့နှစ်ယောက်အနားမှာရှိဟေးကျွန်တော်တို့ရင်းပြီးတော့ဒိတ်ကလေးနည်းနည်းပြောင်းလိုက်ကြရင်မကောင်းဘူးလားဒီပွဲပြီးရင်လားဒါမှမဟုတ်နောက်ပွဲပြီးတာဘယ်လိုလုပ်ကြရင်ကောင်းမလဲပြောင်းလိုက်ရင်ဘယ်လိုဖြစ်မလဲစာတော့ပို့နေတဲ့အချိန်တောင်မှလားရှိမှရှိပြောခဲ့ဒါပေမဲ့အဲ့စာကိုအဲ့မန်နေဂျာကသူမိတူပေးထားတယ်တင်ပါတယ်တင်တဲ့ခါမှာလည်းပြည့်စုံတင်စီချင်မနက်တော့ရုံးစာပြ Facebook ပေါ်မှာတင်ခွင့်မရှိဒီရုံးစာကိုဒီပေါ်မှာတင်တဲ့ကိစ္စကိုကျွန်တော်ဆက်လက်ပြီးတော့ချတာတ
တင်ပြပြီးမှဆက်လက်ဆောင်ရွက်ပါမတင်ရအောင်အစင်မပြေကျွန်တော်တို့ဝင်းထန်တာကျွန်တော်ပုံမှာဝင်းထန်တာရှိနိုင်ငံတော်အဆင့်တင်နေဆိုတင်ပါဘာလို့ဒီစကားပြောရလဲဆိုမြန်မာနိုင်ငံသဘင်အစည်းအဝေးရဲ့အကြောင်းကြားစာနဲ့အတူပွဲတစ်နှစ်ပိတ်လိုက်ပါတယ်ဆိုစဉ်းစားကြည့်ဗျာခေါင်းစဉ်တက်ထားတာနဲ့ကထင်မှားစရာအမြင်မှားစရာအဲ့မှနဲ့သွားဖြစ်တော်တော်များများကအဲ့မှာပါတဲ့ဓာတ်ပုံစာကိုဖြဲပြီးဘယ်သူမှတချောင်းချင်းမဖတ်ဘူး10ယောက်မှ9ယောက်မှဖတ်အဲ့စာထဲမှာပါပြီးသားသာသနာ့ရေးကြီးမှုဝန်ကြီးဌာနရဲ့ညွှန်ကြားချက်စာမှတ်ဘလောက်အရာဒီစီလိုက်နာဆောင်ရွက်တာထပ်မှန်အကြောင်းကြားပါတယ်ထပ်မှန်ဒီပြီးအကြောင်းကြားပါတယ်လို့ကျွန်တော်မှရေးထားတာလေဗျာစကားအသုံးလုံးအစကျွန်တော်အလုံးကိုကြည့်ဆိုင်ပြီးရေးပြီးထားတာပါဒါအဲ့ရုံးစာကိုဓာတ်ပုံရိုက်ပြီးတော့တင်လိုက်တယ်တင်တာပြဿနာဟိုသူ့ရဲ့ဥပဒေစီမင်းစည်းကမ်းရတော့ဒါတပိုင်းထားပေါ့ပြည့်စုံလေးယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ညွှန်ကြားချက်စာအရမြန်မာနိုင်ငံတပင်စီယုံဗဟိုကထပ်မံညွှန်ကြားလာပါသဖြင့်ဆိုရင်ကိုဘာဖြစ်ပါလဲဗျာအခုကတပင်အစီယုံကတနေ့ကျွန်တော်ကပိတ်ပါသူတပင်တပင်အစီယုံလို့ပြောလိုက်ရင်ဖိုးချေးဆိုကျွန်တော်ပဲမြင်ချတယ်ကျွန်တော်ကပိတ်တာပါတားတာပါမျိုးစုံတဘောအလုံးတစ်ခါမှမကြားဘူးတဲ့စာရီစကားတွေအတန်တွေကျွန်တော်ကြားစာလေးတိချာဖတ်ကြည့်ညွှန်ကြားချက်တိုင်းအခုဝန်ကြီးဌာနကအဲ့စာကိုလွှမ်းမိုးပယ်ဖြတ်ပြီးတော့ပြင်းထန်စွာသတိပေးလိုက်သည်ဆိုပြီးတော့စာထပ်ပို့ဝမ်းတာရကျေးဇူးတင်တယ်သာသနာ့ရေးကြီးဝန်ကြီးဌာနဝန်ကြီးနဲ့အောက်မှာတာဝန်ရှိတဲ့သူများကျေးဇူးတင်ဘာလို့လဲဇက်ဇက်နားတော်တပင်စီးဦးမြပူတိုးတက်တော့ဇက်ဇက်နားတော့ရင်ကျွန်တော်တီထောင်ခွင့်ပတ်စံတော့ကောက်လို့မရဥပမာပြပြနောက်တစ်ခုကဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ခဏခဏလက်မှတ်ထိုးနေရတယ်လို့စင်ပေါ်မှာသုံးတယ်ဗျာပြီးရင်လက်မှတ်ထိုးရတော့အဲ့ဒါကြီးကတော့လက်မှတ်ထိုးခိုင်းတယ်ဘင်းသားစောင့်ထိုးဖို့ပဲကျမ်းမာကြီးကြောင့်ပြောနေတယ်သူတို့တော့ကဘာမှမဟုတ်တဲ့ကိစ္စလေးလို့တတ်မှတ်လိုက်ပြီလားဗျာကျွန်တော်တို့မှာတော့ခုနာဂာကြီးတွေကျမ်းမာကြီးမကောင်းနေကြရလားတခါလာရင်တက်စီကနာဂာကြီးတွေကိုယ်စီနဲ့ကိုလာလို့ကျွန်တော်မပြောရဘူးတက်စီကလေးပြီးရရေဘူးလေးချဒီနေ့ထိအဲ့ပြဿနာဖြေရှင်းပြီး၎င်းအဖွဲ့တွေစီကနေမှအလူခံထားတာတပြားမှမရှိပါဘူးကုန်ကြားစီတောင်းတာတပြားမှမရှိပါဘူးကျွန်တော်တပင်စီအောင်ဒီအစည်းအဝေးလို့ဘယ်လောက်ကုန်မယ်ဆိုတော့မရှိပါဘူးကျွန်တော်ဒီအောင်အကြောင်းပြဘယ်လောက်လူရမယ်ဆိုတော့လည်းမရှိပါဘူးငွေကြီးလည်းဆက်ဆက်မှုမရှိပါဘူးကျွန်တော်တို့ဘာလို့လဲဝန်ခံကလေးလာထိုးတဲ့အချိန်မှာကျွန်တော်တေချာမှားလိုက်တာပါနောက်တစ်ခုကစာဝန်ခံကလေးလက်မှတ်ထိုးပြီးမှအဲ့စာလေးကအစင်မပြေလို့ပြင်ပေးပါအောင်အကိုဆိုလို့သူတို့ပြင်ချင်တဲ့အတိုင်းကိုကျွန်တော်အဲ့စာလေးကိုည7 နာရီတိကျွန်တော်ပြန်လာပြီးတော့ပြင်ပေးလိုက်ပါသေးတယ်ကျွန်တော်အနေနဲ့တပင်စီယုံရဲ့တာဝန်အရှိဆုံးလူတစ်ယောက်အနေနဲ့မြန်မာနိုင်ငံတပင်အစည်းအဝေးအနေနဲ့ခဏနေရာစကားကိုပြန်ရဲဝင်ပြန်ပြောပါမယ်နာဂာကြီးများကျွန်တော်တို့ EC ပွဲဝေကြီးကိစ္စလုံဆောင်ထားတဲ့လုံပိုင်ခွင့်ကိစ္စလုံနေထားတဲ့လုံနေတဲ့ကိစ္စများနဲ့ပတ်သက်လို့အချိန်ကြီးအစစ်ဆေးခံနိုင်တယ်ဆိုတာကိုထပ်ပြီးပြောပြရစီအောင်ကျော်ပြီးလှုပ်ထားပြီးတူတယောက်ကိုရည်ရွယ်ပြီးတစ်ဖွဲ့ကိုရည်ရွယ်ပြီးတို့ဒီမှာဘာလှုပ်တာတစ်ခုမှဒီနေ့ထိမရှိပါဘူးအရင်တော့ကျွန်တော်အစည်းအရုံးတာဝန်မယူမှာဆိုလို့ YP ငိုကြရည်ကြတာဝန်ယူဖို့လုပ်ကြတယ်အခုကျွန်တော်မိသားစုတွေပြိတ္တတွေကျွန်တော်မလုပ်တော့ဘူးငိုပြီးပြောကြတယ်စီကျွန်တော်တို့အတွက်ချိန်ပေးချင်ပါဒါပေမဲ့ကျွန်တော်တာဝန်မကြည့်တဲ့လူလည်းမဖြစ်ချင်ပါဘူးကျွန်တော်ဘက်ကစနေကြပဲပြောင်းလက်ခံစနေကြစင်းစင်းနဲ့ပါနေကျွန်တော်ခုလိုမိချုပ်တွေပါလှုပ်ထားပြီးစင်းစစ်တွေပါနေအကုန်ပါပြီးပါပြီရှိပြီးသားပါအားလုံးစနေကြရုံးမှာရှိတဲ့ပစ္စည်းအားဆိုဝဲကုန်ဘယ်နှလုံးကျွန်တော်ဝဲတာဒီမဝဲတာဒီဘေးချိတ်အားလုံးစနေကြတယ်လီဖုန်းဘယ်နှလုံးအားစအကျိုးအားလုံးကျွန်တော်မစင်းစရာလှုပ်ထားပြီးသား
ဒီပွဲနဲ့ပတ်သက်ပြီးရှင်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းကွန်မန့်မှာရေးပေးခဲ့ပါဦးနော်နောက်ထပ်ပူပူနွေးနွေးပွဲသတင်းတွေကိုလက်မလွတ်ရအောင် Digital ပွဲတော် Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲအေဂျင့်နဲ့နေလေးဖြစ်ပါစေရှင်